ခိုင်ထပ်ပါရှင်ထဲမီနီဘလော့နေကြည့်ပါရတကောဒီနေ့ငါဆုပ်လေးအဆက်ကြော်ရမှာအရင်ဆုံးစနေမုတ်ထဲမယ်စားထဲမယ်အချူမုတ်ထဲမယ်ပြီးရင်တော့နှက်အောင်နေပြလိုက်ပါမယ်ပြီးရင်ငါဆုပ်ကိုထုနှက်ပြလိုက်ပါမယ်ကျမငါဆုပ်လုံးလုံးမယ်ဆိုရင်စီလေးအရင်တုပ်ပါရပြီးရင်တော့ငါဆုပ်လေးတွေကိုညှက်လို့လွယ်အောင်လို့အဲ့လိုလေးပဲလုံးလိုက်ပါရပြီးတော့စီရဲ့တဲ့ကိုထည့်ကြော်ပါမယ်ဟောမီးတော့မလို့ဂျပန်အကောက်သမားလေးဟိုင်းခဲ့နော်ပြီးတော့ဗီဒီယိုလေးတွေကိုအစောအောင်ကြည့်ပြီးတော့အပြန်လန်းဝင်ရကြမယ်နော်အဲ့တော့ဟင်းဆက်ချက်ကြမယ်နော်တော်တော်နေလေးပပလေးလေးကြပါမယ်ခုနကြော်ရရင်ငါဆုပ်လေးကြီးရဲပြီးတော့ရွှေရောင်တန်းနေပြီဆိုလို့ရှင်တော့စီလေးစစ်ပြီးတော့သူတို့ကိုဆယ်လိုက်ပါမယ်ဒါတော့ငါဆုပ်နေတာလေးပါအဲ့တော့ချက်သွန်ကြော်ဖို့အတွက်စနေမော်လေးထည့်မယ်ချက်သွန်လေးတွေကိုထည့်ပြီးတော့နုံးသွားအောင်မှီလိုက်ပါမယ်သူတို့တွေနုံးသွားပြီဆိုလို့ရှိရင်တော့မြေတီးခွဲကြပေါ့နော်အဲ့ဒါလေးကိုထည့်လိုက်ပါမယ်ကိုအဆက်စားခြင်းတလောက်ပေါ့နော်ပြီးရင်တော့နှောက်မွေပါမယ်စားလေးအချုံမို့လေးမြေတီးရဲ့မှာရတာရှိအောင်လို့ထည့်လိုက်ပါမယ်ပြီးရင်တော့လိတ်သွားအောင်မွေပါမယ်ခုနကြော်ထားတဲ့အေးခဏလေးနဲ့စုပ်လေးတွေကိုလည်းပပလေးညက်ပေးတာပါမယ်ညက်ပြီးသွားရင်တော့ခုနကလိတ်အောင်ကြော်ထားတဲ့မြေတီးကြော်တွေကိုထည့်ပြီးတော့နှက်အောင်မွေလိုက်ပါမယ်လိတ်မြောင်ကြော်လိုက်မယ်အဲ့ဒါဆိုရင်ရန်စားကောင်းလေးမြေတီးကြော်လေးရပါပြီရှင်အားလုံးပဲဘိုင်ဘိုင်